စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်ဆုံးမဖို့ခက်တယ်အလွန်လည်းမြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုစီးမရှိကမ်းမရှိရောက်သွားတတ်တဲ့သဘောလည်းရှိနှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့သူကကောင်းနိုင်ပေါ်ရမရှိခက်ခဲပေမဲ့လို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုဆုံးမမယ်ယဉ်ကျေးအောင်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမလမ်းမှာဆုံးမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတဓမ္မထောတာတုစိတ်ကိုဆုံးမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်ဒုက္ခဝဟံဒန်ဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်တည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါပဲเนาะအဓိကချက်ကမြတ်စွာဘုရားလက်ထက်ကပန္တိတသာမဏေဆိုတာကြားဘူးတယ်เนาะကိုရင်လေးခုနှစ်နှစ်သားလေးနဲ့ယဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်เนาะဒါသူ့ရဲ့ဥပိ္ပဇေဆရာရှင်သာရိပုတ္တရာနဲ့ကိုရင်ဝိပြီမကြသေးပါမကြခင်မှာပဲမြို့ထဲကိုဆွမ်းခံလိုက်သွားတာလို့ဆွမ်းခံလိုက်သွားတဲ့အခါကျတော့ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလယ်ကွင်းတွေရှိတော့အဲ့ဒီလယ်ကွင်းတွေကိုဖျက်ရတာပေါ့ဖျက်ရတဲ့အခါကျတော့လယ်ကွင်းတွေထဲမှာလယ်သမားတွေကမြောင်းလေးတွေတွဲပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးအဲ့တော့ရှင်သာရိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရားဒီရေတွေကစိတ်ရှိသလားလို့မေးတယ်အခုလို့မေးတာတော့ဆိုတော့လိုချင်တဲ့နေရာကိုရေတွေကတွင်နဲ့စီးလာတာခုနားလေးလိုချင်ခုနားလေးဆွဲသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့ခါကျတော့သူ့မှာစိတ်မြဲရှိသလားဆိုတဲ့အတွေးနဲ့ကလေးတဘာမှမေးကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်ကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကိုနော်သမထတရားဝိပဿနာတရားနဲ့နော်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်ပဲရှိရမလို့ဟောလို့စဉ်းစားဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုံမလို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်နော်မုတ်ဆိုးတွေလေးသမားတွေဘာလုပ်နေကြတာတွေ့တော့ဆိုတော့မြားတံတွေကိုဖြောင်းနေတွေ့မျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည့်မီးဘေးမှာမီးဖိုပြီးတော့ဒီအပူပေးလိုက်ဖြောင်းလိုက်နော်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောင်းအောင်လုပ်တာပေါ့နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်တယ်ရှင်ဗျာတဲ့ဒီဝါးတံလေးတွေမှာရောစိတ်ရှိသလားဝါးတံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမလို့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောတော့လို့စိတ်မရှိတဲ့ဒီဝါးတံကိုတောင်ကိုလိုချင်လို့ဖြောင်းယူလို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်နော်ဖြောင်းမတ်အောင်ယဉ်ကျေးအောင်အည်သွေးရှိအောင်လှုပ်လို့မရပဲရှိမလို့ငါဖြစ်အောင်လုပ်မယ်အဲ့ဒီလိုတွေးတာအဲ့ဒါနဲ့ဘုံလို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံးမျိုးစုံလုပ်ကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့လို့ဆိုတော့လက်သမားတွေလဲဘိန်းတွေလုပ်နေကြမြင်ခွင့်ကအစုံမြင်ရတာပေါ့နော်အဲ့ဒီလဲဘိန်းတွေလုပ်နေတော့လဲဘိန်းတွေကဘုံတို့တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှာဝိုင်းကြီးဖြစ်သွားတာဟုတ်အဲ့ဒါကိုဒီမှာစူးတို့စောက်တို့ဓာတ်တို့ပဲကိုတို့နဲ့ရွှေကြခုတ်ကြထစ်ကြပြုတ်ပြင်းကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအရှင်ဗျာဒီတစ်သားတွေမှာရောစိတ်ရှိလားဗျာကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်စောတော့လို့ပဲစိတ်မရှိတဲ့အသားကိုတော့လိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့သူတော်ကောင်းတရားမှာလိမ္မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုပ်နိုင်ပဲရှိရမလို့ငါလုပ်မယ်အဲ့လိုစဉ်းစားအဲ့ဒါစဉ်းစားပြီးတော့ကိုရင်ကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တဲ့တော့သူ့ဖို့နော်ငကျင်းသားလေးနဲ့နော်ဆွမ်းရအောင်လဲဆွမ်းခံခဲ့ပါအောင်လို့ဒီလိုမှာခဲ့တယ်ကိုရင်ကရှင်သာရိပုတ္တရာလည်းခွင့်ပြုတူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်တွေအခြေခံပြီးတော့သူ့စိတ်ကိုစောစောကပြောခဲ့တဲ့ရိုင်းဆိုင်စီတတ်တဲ့ရာဂဒေါသမောဟမာနဣတမစီယစရှိတဲ့ကိလေသာတရားတွေမဝင်အောင်တရားဖြင့်လိမ္မာအောင်ယဉ်ကျေးအောင်နီးမှန်လမ်းမှမြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထောက်ယဟန္တာဖြစ်တယ်အဲ့ဒီမှာတကယ်ကိုရင်ပန္တိတကတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားစောစောကဘုန်းတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုဆုံးမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောဥဒကေညိနယတိနိဋ္ဌိကဥတုကာရဓမယတိတေဇနံဒါရုံဓမယတိတစ္ဆကအတ္တနာဓမယတိပန္တိတာဒီကဒါလေးလည်းကောင်းဥဒကေညိနယတိနိဋ္ဌိကလေသမားတို့သည်
ဥဒကရေကိုနေယန္တိကိုလိုချင်တဲ့နေရာကိုရောက်အောင်ယူကြတယ်တဲ့ရေယူတယ်ဆိုတော့မြောင်းလေးတွေ့ပြီးတော့ယူရတာပေါ့နော်လေသမားတွေကရေကိုကိုလိုတဲ့နေရာကိုယူကြတယ်ဥဒုကာရဓမယန္တိတေဇနံဥဒုကာရလေသမားတို့သည်တေဇနံမြားတံကိုဓမယန္တိအပူပေးပြီးဖြောင်းရတယ်မြားတံလေးကဖြောင်းနေမှကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်တန်မတ်မတ်မှန်နိုင်မှာ哦မြားတံကဝိတ်ဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်ဖို့မဖြစ်နိုင်အဲ့လိုပဲဘုန်းဘုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှသူတိတရားရှိတာကိုသူကမှန်မှန်ကန်ကန်သိနိုင်ပြစ်မှတ်ကိုမှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြားတံဖြင့်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုန်းဘုန်းတို့ဟာတဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥရကေကြီးနေယတိနိဋ္ဌိကဥတုကာရဓမယတိတေဇနံဓာရုံဓမယတိတစ္ဆကာဓာရုံဓမယတိတစ္ဆကာတစ္ဆကာလက်သမားဆရာတို့သည်ဓာရုံတစ်သားကိုဓမယတိကိုလိုချင်တဲ့ပုံသဏ္ဍာန်ဖြစ်အောင်ဖန်တီးကြ၏ဟုတ်လားစတော့တရားထုံးကြီးပဲလေဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီဆိုလို့ရှိရင်ပရိဘောကအသုံးဆောင်လည်းဖြစ်နိုင်တယ်သောတော့ပြောလို့ရင်တွေရဲ့အစိပ်ပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးနော်နတ်ရုပ်ထုလည်းဖြစ်နိုင်တယ်စင်တုတော်လည်းဖြစ်နိုင်တယ်ဒီတစ်သားအရင်တုန်းကဟုတ်လားအဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းတို့ကနီးမှန်လက်မှစနစ်တကျတော့ပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမျှော်မှန်းနိုင်တဲ့အကျိုးရလဒ်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချစ်ထွင်ပြီးတော့တွေးဖို့ဘုန်းပြောတာဟုတ်လားဒါမြတ်စွာဘုရားကကိုရင်တွေးခဲ့တဲ့အတွေးတွေကိုသိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာရေမကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူးမြားသမားမဖြောင်းနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူးကိုလိုချင်တဲ့ပုံသဏ္ဍာန်မှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူးအဲ့ဒါလိုပဲတဲ့နောက်ဆုံးကြတော့ဗာပြောလို့အတ္တနံဓမယန္တိပန္တိတာတဲ့ဒါကတော့တရားဓမ္မတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနော်အတ္တနံဓမယန္တိပန္တိတာပန္တိတာအမျှော်မြင်ရှိကြတယ်အကြောင်းအကျိုးသိကြမြင်ကြတယ်ဘာလို့ရင်ဘာဖြစ်မယ်ဆိုတာကိုနားလည်ကြတယ်ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအဲ့လိုပုဂ္ဂိုလ်တွေကဘာလုပ်ကြတော့အတ္တနံမိမိကိုယ်ကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမယန္တိသောတော်ကပြောသလိုရင်ကျေးအောင်မရိုင်းဆိုင်အောင်ဆုံးမကြတယ်တဲ့ရေကိုလိုတဲ့နေရာမှာမယူနိုင်ရင်လေသမားမဖြစ်နိုင်မြားသမားမဖြောင်းနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဟုတ်လားအဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလေသမားမဖြစ်နိုင်နောက်ဆုံးစကားကြတယ်ဘယ်လိုပြောမလို့ကိုစိတ်ကိုမှမဆုံးမနိုင်ဘူးဆိုရင်ဒီလိုဟာပညာရှိမဖြစ်နိုင်ဒီလိုမျိုးတွေးရအောင်နော်